အားလုံးပဲမင်္ဂလာပါအားလုံးပဲ Happy New Year ပါကျွန်တော်ရဲ့ New Year ကတော့နည်းနည်းလေးနောက်ကျသွားပြီပေါ့နော် New Year တုန်းကကျွန်တော်နေကိုရိုက်ကူးရင်းနဲ့ရောက်ရှိနေတာဖြစ်ပါတယ်အခု2026ပေါ့နော်ဒီ2026မှာကျွန်တော်အကောက်တွေကကျွန်တော်တငယ်ချင်းတွေအားလုံးကျွန်တော်နဲ့ခင်မင်းချင်းတွေတငယ်ချင်းတွေအားလုံးဒီမြန်မာနိုင်ငံကမြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေပေါ့နော်ပြီးတော့အလုပ်ကိုင်နေလဲအားလုံးအဆင်ပြေကြပါစေဒီနေ့ဗီဒီယိုလုပ်ရတဲ့အကြောင်းအရာတော့ပေါ့နော်ကျွန်တော်2025ခုနှစ်တစ်နှစ်တာလုံးရိုက်ကူးခဲ့တဲ့ဒီ music video ပေါ့နော်ဒီတချင်းတွေအားလုံးကိုဒီဗီဒီယိုလေးမှာနည်းနည်းလေး sharing လုပ်ပေးချင်တယ်ပေါ့နော်ကျွန်တော်အကုန်လုံးမမှတ်မိတဲ့အတွက်လအလိုက်စရင်းကိုဒီစာရိုက်ထဲမှာကျွန်တော်ခြိုက်ထားတယ်ပေါ့နော်တချို့ကိုကြတော့ကျွန်တော်စာနည်းနည်းကြည့်ပြီးတော့ပြောမယ်ပေါ့နော်ဒီ New Year တုန်းကကျွန်တော်အဓိက12လပိုင်းဒီ31ရက်နေ့ပေါ့နော်30ရက်နေ့တုန်းကကျွန်တော်ကွန်ပျူတာရှာပွားရွာကိုရောက်ရှိနေတာဖြစ်ပါတယ်အဲ့မှာကျွန်တော်ကကိုမီတေးပေါ့နော်မီတေးဆိုတာအလုံးအခုနောက်မှာဖွင့်ထားတဲ့ဗီဒီယိုတဲပေါ့နော်မီတေးပေါ့နော်ကိုမီတေးရဲ့ဂျာမလေးတချင်းတစ်ကိုတွားပြီးတော့ရိုက်ကူးပေးနေတာဖြစ်ပါတယ်ဒီအတွက်ကကြတော့ကျွန်တော်ဗီဒီယို edit မလုပ်ရသေးဘူးပေါ့နော်ကျွန်တော်အခုပြန်ရောက်ပြီးတော့ဗီဒီယိုရိုက်တာဖြစ်တဲ့အတွက်ဗီဒီယို edit တော့မလုပ်ရသေးဘူးပေါ့နော်နောက်တစ်ခုက12လပိုင်းထဲမှာကရင်နှစ်တစ်ကူမတိုင်ပြီးစတိထကလုံးအတွက်ကရင်နှစ်တစ်ကူတချင်းတစ်ပုတ်ကိုရိုက်ကူးပေးခဲ့ပါတယ်တချင်းနာမည်ကတော့ရွတ်လို့တဲ့မှာဖလုံးဖို့ကိုကဆိုတဲ့တချင်းလေးပေါ့နော်ဒါကိုတစ်ချက်ပြပေးပါမယ်ဖလုံးဖို့အနေထန်တန်ဝေးတာယောဘာခွေခိုးလမ်းပဖလုံးဖူဒီထောင်းလုံးလက်စတော့ခွေအဖထုံဆောက်ခိုးလမ်းပဖလုံးဖို့အနေထန်တန်ဝေးတာယောโอเคအဲ့ဒါပြီးတော့ကျွန်တော်ဒီ12လပိုင်းအစပိုင်းမှာဒီ AKY ပေါ့နော် AR ခင် U ကနှစ်တိုင်းထုတ်တဲ့ကရင်နှစ်တကူဂုံပြုတ်တဲ့တေးအနေနဲ့ပေါ့နော်ကျွန်တော်ထပ်ပြီးတော့အမှတပုတ်ရိုက်ကူးပေးခဲ့ပါသေးတယ်တချင်းရဲ့နာမည်ကတော့ပဖလုံးတော်မော့ဝေးဆိုတဲ့တချင်းပေါ့နော်တချင်းကတော့ကရင်နှစ်တကူအကြောင်းမဟုတ်ဘူးကရင်လူမျိုးအမျိုးသားရေးအကြောင်းပေါ့နော်အမျိုးသားရေးအကြောင်းနဲ့ပတ်သက်ပြီးတော့တည်ဆူထားတဲ့တချင်းပဲဖြစ်ပါတယ်ဒီ17လပိုင်းကတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်ကျွန်တော်17လပိုင်းရောက်သွားမယ်17လပိုင်းမှာဆိုလို့ရှိရင်လည်းကိုမီတေးရဲ့ချစ်စရာကောင်းတဲ့တခြင်းတစ်ပုဒ်ပေါ့နော်18နှစ်အောင်နားထောင်ရဆိုတဲ့တခြင်းလေးတစ်ပုဒ်ကိုကျွန်တော်ရိုက်ကူးပေးခဲ့ပါတယ်ဆက်ဆက်နှလုံးဝင်လေးဘလို့ယုံတွမ်းမလဲပေပေဒီနေ့ပုံလေးကနန်းလို့အပါတယ်အေးဆက်တဲ့လုံးသားလေးကိုဂိုင်းလုံနိုင်သူကျွန်တော်တော့မှသူ့ပချိုင်းလေးကပြန်မထွက်ချစ်ချစ်ပေးတယ်လို့မနေရောတော့မင်းအနာမှာကထွက်ချင်တဲ့နေရောညရောလေးပါကိုတော့ပြောပေးရမယ်မင်းကအချင်းဆုံးဘောမင်းမချင်ယူတော့မှပဲဒီကောင်းဒီနော်လာကိုတော့ရှောက်လိုက်တဲ့ဟိုဝဲတော့ဒီတန်နေလေးလည်းပြောင်းမရတဲ့ကိုတဲတော့ဒီစီကရလေးတော့ပဲရင်သာသူမောင်းတော့မီဒီလေးလေးနဲ့မဲမဲရတဲ့နောက်နေမြဆုံးနေဒီโอเคဒီ17လပိုင်းတဲမှာပဲနောက်ထပ်တစ်ပုဒ်ပေါ့နော်နောက်ထပ်တစ်ပုဒ်ကဂျွန်းမေရဲ့ကိုစိန်ငါဆိုတဲ့တခြင်းကိုလည်းရိုက်ကူးပေးခဲ့ပါတယ်ချစ်ခဲ့ပြောခဲ့တာတွေမင်းနေပြီလားမောင်ရဲ့ချီရလေးပြောင်းရေးလေးနောက်ခဲ့ပြီအခုတော့မိမတယောက်ထဲလေโอเคဒီ17လပိုင်းထဲမှာနောက်ထပ်တစ်ပုဒ်ရှိသေးတယ်ပေါ့နော်နောက်ထပ်တစ်ပုဒ်ကစံတဝဝနေရင်မြမှာသူဟာလမ်းပြတယ်ဝါဆိုတာဟာရှိပွဲကလေးအချင်းရှိတော့လေးလမ်းနဲ့ကွယ်ကဲတင်ချင်လို့နောက်ချပါရင်နောင်တတရားလည်းမကဲโอเคကျွန်တော်10လပိုင်းထဲမှာလည်းရွံးမေရဲ့တချင်းလေးတစ်ပုဒ်ပေါ့နော်တချင်းလေးက baby လေးဆိုတဲ့တချင်းလေးကိုလည်းကျွန်တော်ရိုက်ကူးပေးခဲ့ပါတယ်ကိုအနာမ baby လေးလောက်ခါထာဝရချွေနေချင်တာကိုအသေးချာ baby လေးပေါ်တော့တတလုံးချပါတော့โอเคနောက်ပြီးတော့ကျွန်တော်တို့10လပိုင်းထဲမှာပဲနောက်ထပ်အမမေဒီဖြူကကျွန်တော်ကိုတချင်းတစ်ပုဒ်ကိုအစအဆုံးအပြီးအစီရိုက်ခဲ့ထားတဲ့တချင်းတစ်ပုဒ်ရှိရပေါ့နော်အဲ့ဒီတချင်းတွေကတော့ဒိုလာထွန်ဖေ
โอเคလာထုံးဖေးတချင်းတော့ကျွန်တော်ရဲ့ဇာတိဖြစ်တဲ့အိမ်မဲဇာတိကျွန်တော်ရဲ့ရွာမှာပြန်ရိုက်ထားဖြစ်ပါတယ်နောက်ထပ်တချင်းတစ်ပုဒ်ကအမမေဒီဖြိုးရဲ့အာနာမိရဲ့ဆိုတဲ့အဖေချင်းပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့6လပိုင်းကိုကျွန်တော်တစ်ချက်သွားမယ်ပေါ့နော်6လပိုင်းမှာကျွန်တော်ရုံးမေအတွက်တချင်းတစ်ပုတ်ကိုရိုက်ကူးပေးခဲ့ပါတယ်တချင်းလေးနာမည်တွေကတော့တုံးအောင်ကဖာ တုံးအောက်ကဖာအောက်ကပြာပြာလေးဖာကပြာဖောင်းလေးဖာကဖောင်းတုံးအောက်ကဖာအောက်ကပြာပြာလေးဖာကပြာဖောင်းလေးဖာကဖောင်း နောက်ထပ်တချင်းတစ်ပုတ်နာမည်ကတော့အချိန်တန်အိပ်ပြန်လာခဲ့မယ်ပေါ့နော်ဒီတချင်းတစ်ပုတ်ကလည်းအရန်ကောင်းတဲ့တချင်းတွေပဲဖြစ်ပါတယ် အချိန်တန်အေးအပြန်မျက်နှာပန်းလာဖို့နောင်ရဖို့ကြိုးစားရှာဖွေဘဝတွေကအလှနေပြောင်းမလွယ်အဖေအမေမိသားစုရဲ့အဝေးမှာနေရပေမယ့်အမြင်မမေ့ပါဘူးအချိန်တန်အိမ်ပြန်လာခဲ့မယ် โอเคကျွန်တော်8လပိုင်းကိုထပ်သွားမယ်8လပိုင်းမှာဆိုလို့ရှိရင်လည်းမီတီရဲ့တချင်းတစ်ပုတ်ကိုကျွန်တော်ရိုက်ပေးခဲ့ပါတယ်တချင်းလေးရဲ့နာမည်ကတော့ထီးတစ်ချောင်းလူ300ဆိုတဲ့တချင်းလေးပဲဖြစ်ပါတယ် ငါမဟုတ်တဲ့ချားလို့ပုံဆိုငါထက်ပို့ပြီးတော့ကောင်းမှာပါထီးတစ်ချောင်းကို3ရောက်ဆောင်လို့ကျွန်တော်သာရင်ဆိုခဲ့ပြီဗျာတို့ရမနေတော့ဒီလုံကုန်လေးချမ်းကဆိုဟိုဝေးကကျင်းလေးချွေတိုင်းစူတောင်းခြင်းတွေကပြန်လာတော့ခဏတော့မဟုတ်တဲ့ကောင်းမို့လောင်ရင်မိခဲ့တဲ့ပန်းလို့ပါလင်းတို့ကလည်းရောက်အားဆိုတော့တယောက်သမားငါပဲရှုံးနေ ဆိုတော့ကျွန်တော်6လပိုင်းကိုသွားလိုက်မယ်6လပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်အနာဆွေးဆိုတဲ့တချင်းတစ်ပုတ်ကိုလည်းရိုက်ကူးပေးခဲ့ပါတယ် ဟောင်းတဘုံငါစိတ်ထဲမပြီးတဲ့ရဟောင်းတို့အစာချင်းတို့ထားလာသည်ပြန်လာဖို့တော့မဖြစ်နိုင်ငါနေရဲ့ပြစ်စုံပန်းစီ နောက်ထပ်6လပိုင်းထဲမှာပဲမူသားများဆိုတဲ့တချင်းတစ်ပုတ်ကိုလည်းရိုက်ကူးပေးခဲ့ပါတယ် မန်ဆိုရာကိုရှာဖွေရင်နဲ့အမားရခနာခနာအလုံးမိနေစေလောကရဲလဲပဲရင်မြေတားတွေအသက်မဲ့ โอเคနောက်ထပ်တချင်းတစ်ပုတ်ကတော့အရန်ပေါက်ခဲ့တဲ့တချင်းတစ်ပုတ်ပေါ့နော်အရန်ပေါက်တယ်ဆိုတာဒီအဆိုရှင်ကွန်မီတီရဲ့ TikTok အကောင့်မှာလည်းမီလီယံချီပြီးတော့ view တက်တယ်ပြီးတော့ကျွန်တော်ရဲ့ YouTube channel မှာလည်းဒီ6လအတွင်းမှာ view 9သိန်းလောက်ရခဲ့တဲ့တချင်းပေါ့နော်တချင်းနာမည်ကတော့ရွာပြန်အောင်မယ်ဆိုတဲ့တချင်းလေးပဲဖြစ်ပါတယ် ကြွားပြန်ပြီးတော့ပြုံးနှုံမယ်တောင်ရပြန်လုံးမယ်ဒီအောင်ဆုံးမိမြအောင်မှငါမပြောနိုင်ဘူးခွေလူလိမ့်တွေကတော်တော်များတဲ့ခွေကြွားပြန်ကကောက်ဆိုင်ပြီးတော့ဘာပဲပြန်ထမ်းမယ်ကြွားပြန်အောင်မယ်ငါတို့ကြွားပြန်အောင်မယ်ကြွားပြန်အောင်မယ်ငါတို့ကြွားပြန်အောင်မယ် ပြီးတော့ဒီရွာပြန်အောင်မယ်ဆိုတဲ့တချင်းသွားရိတ်တော့ကနောက်ထပ်တစ်ပုတ်ကိုရိုက်ခဲ့သေးတယ်ပေါ့နော်နောက်ထပ်တစ်ပုတ်ကအလင်းရောင်ရဲ့အရက်နဲ့မင်းဆိုတဲ့တချင်းတစ်ပုတ်ပဲဖြစ်ပါတယ် တော့ပြီးမှုကျင်နာချစ်ကြောင်တော့မယူချင်ပါချစ်ကြောင်တော့မယူချင်ပါရတော့ပြီးမှုကျင်နာရလို့မသဆောင်ရှိတာပြန်ပြီးလွမ်းနေလဲရတော့လို့မှုသွားတဲ့ကမေးနိုင်မယ်ဖြစ်နေဘာကြောင့်ငါကိုကွာတားရခဲ့တာလဲမင်းမရှိရင်မဖြစ်တဲ့ဘဝမို့ပြန်လာပေးပါကွယ် โอเคဆိုတော့ကျွန်တော်9လပိုင်းကိုသွားလိုက်အောင်9လပိုင်းမှာဆိုလို့ရှိရင်ဆလလိုင်းနတ်မင်းနဲ့ဆိုထားတဲ့ကရင်တချင်းတစ်ပုတ်ပေါ့နော် relationship ဆိုတဲ့တချင်းတစ်ပုတ်ပဲဖြစ်ပါတယ် နနိုင်နဲ့လနိုင်နဲ့ရလောင်းနဲ့စကလိုက်လနမွန်းနဲ့ဖမေတာလာလာနဲ့စဒိုင်လမွဲပါကိုအခေါအိုရပလိုထန်တိုင်းစတန်လမှုကနီယောနစအိုင်နဲ့ရဂိုင်ပမ်နဲ့ပါကဲမာတစ်စအိုင်နောက်ယူနိုက်တက်ရလတာမဆရပတာကပလေးတိုင်းလက်ခိုင်ဖောက်ထိုင်းစုခါကမိုးကရဒဘထုံးနဲ့စတောင်းအလုံးနဲ့အစ်ဒါလဘကချကပါထိုင်းဆက်ထားအောင်လာအော့စမီမကလိုအကဘပါကပဒုန်နီယာစအိုင်လောနာတင် အဲ့ဒါပြီးတော့ကျွန်တော်9လပိုင်းကိုသွားမယ်9လပိုင်းကိုသွားလိုက်ချင်းမှာဆိုလို့ရှိရင်ကွန်မီတီရဲ့တချင်းပဲကွန်မီတီရဲ့ဆက်လေမြင်းဆောင်ဆိုတဲ့ ERV တိုင်းကိုဖွင့်တဲ့တည်ကျထားတဲ့တချင်းတစ်ပုတ်ပေါ့နော်ဒီတချင်းလည်းအရင်ကောင်းပါတယ်တချင်းသွားရိတ်တုန်းကလည်းအမတ်တရတွေအများကြီးရှိခဲ့ပါတယ် စိတ်လက်ဆိုပြီးအေးအမေကိုတစ်ခေါက်လောက်လိုက်ခဲ့လေလေယာဆိုင်ခင်စိတ်စိတ်ကြီးကပြောသေးရကြီးမေကျူသားအေးအတိုင်းလို့အမီနေလိုက်ပေဆ
လေးမီသောသဘောကောင်းပါမေ โอเคဆိုတော့ကျွန်တော်တို့နောက်ဆုံးတစ်လပိုင်းပေါ့နော်ဒီတစ်လပိုင်းမှာကျွန်တော်တို့ဗာရိုက်ခဲ့လဲဆိုတော့လာဟုရဲ့အချစ်တခြင်းပုတ်ကိုရိုက်ပေးခဲ့တာဖြစ်ပါတယ် Sabi ovita no ta have yo ya kaya mi ma pele ko la tu be o ya ma jo o nu be ya mi ta no ta ha ma la me nga mo lo be yo be ni ga be go ဆိုတော့ကျွန်တော်ရဲ့2025ခုနှစ်တစ်နှစ်တာကျွန်တော်ရိုက်ကူးပေးခဲ့တဲ့တခြင်းတွေပေါ့နော်ရိုက်ကူးပေးခဲ့တဲ့ music video ကိုပြပေးထားတာဖြစ်ပါတယ်ကျွန်တော်စီမှာဒီလိုမျိုး quality ကောင်းတဲ့ video တွေရိုက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုအချိန်မရွေးဆက်သွယ်လို့ရပါတယ်ရန်ကုန်မှာဆိုလို့ရှိရင်ကျွန်တော်စီမှာတခြင်းတစ်ပုတ်ကိုအနည်းဆုံး2သိန်းခွဲကနေစပြီးတော့ရိုက်လို့ရမှာဖြစ်ပါတယ်ပြီးတော့အလူပွဲတွေမင်္ဂလာပွဲတွေနယ်ကပွဲတွေဆိုလို့ရှိရင်လည်းကျွန်တော်ကိုခေါ်လို့ရပါတယ်အားလုံးပဲဒီနှစ်သစ်မှာလူသစ်စိတ်သစ်နဲ့အလုပ်သစ်တွေနဲ့အားလုံးပဲအဆင်ပြေချုံးမွေ့စွာနဲ့ဒီ2026ရေကိုဖျက်ဆီးနိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်